မင်္ဂလာပါဒီနေ့မှာတော့ဒီဂိမ်းလေးပဲစောပြပါပါပဲဖြစ်ပါတယ်ဒီနေ့မှအိုးအတန်းလေးကောင်းလိုက်တာဆိုတာပြောနေတယ်ဒီအတန်းလေးကဒီတန်းဘာတန်းလဲအိုးကျွန်တော်လွင့်လိုက်တယ်မှာတော့ကြောင်းလို့တောင်းမှာတော့နော်ဟဲ့ပြုတ်ကြပါဟဲ့ရှောင်းပါကျွန်တော်ဟိုဘက်နေရှောက်ကြည့်နေကျွန်တော်စက်ခုံမယ်အောက်ဆင်းကြည့်နော်အိုးမိုက်တယ်ဝါမိုက်တယ်ဟဲ့မိုက်တယ်ကဲဒီမှာဒါလေးခုန်ကြည့် Oh my god ဒါအပိုင်းအောင်ယူအပေါ်မှာယူလိမဒါလေးရပါတယ်ရောတကယ်ဂျယ်လီလေးကွာငါရေကထင်းနေဂျယ်လီလေးပါဖြစ်ပါလေခုမှကျွန်တော်2000ပဲရှိတယ်တလားကျွန်တော်မနေ့ကဆော့တာဘူးနော်တော့နေလာလိုက်လေးနည်းနည်းလေးတက်မှအတွက်ကြောင့်မလို့ကျွန်တော်တောင်းမယ်နော်အိမ်မှာတော့ဟုတ်တယ်လိုင်းတက်တယ်တောင်းမယ်မယ်တော့ဒီဝါအဲ့ဒီကျွန်တော်ခုံးလိုက်ပြအော်ပြုတ်ကြသွားတလားဒီနေ့တော့ကျွန်တော်ခုံးလိုက်ခဲ့ပါလေယူရရောဘလို့လဲကျွန်တော်ပြုတ်ကြလို့တွေ့ရနော်ယူရတွေ့ရတော့တဲ့ရောရိုးရိုးတိုင်ချက်အသေးခတ်တာတော့ဟာကျွန်တော်အောက်ကြောက်ကြဝိုင်းကြရောထွက်လို့မရဘူးကဲထွက်လို့မရနဲ့ကျွန်တော်တို့တတောင်းရိုက်တယ်စီတစ်ခုပဲမယ်โอเคလားကျွန်တော်ပြောသေးဦးနော်ပြောတော့နော်ဒီကောင်အဲ့ဒါဘာလို့ဟာမေဝီးပြီးတော့တမဲကျွန်တော်ဘာခုနကောင်းနေနော် line data ပါကိစ္စမရှိကျွန်တော်ကိုဆိုရဆက်ရှိတာရအတူတော့ဆောနာကျွန်တော်ဆောနာကြည့်အဲ့မှာကျွန်တော်ကိုဆိုတယ်ရက်ကြလေးတည်းဆောင်းရကျွန်တော်လည်းဆော့ချင်လို့ဆော့ပါဒါပေမဲ့ခွိုင်းဖြစ်နေတာကျွန်တော်တို့ထောင်ရဲ့ game ဖြစ်နေတာလည်းပြန်တည်မယ်နော်နောက်နေ့ကျရင်ပြန်တည်မိမယ်ကျွန်တော်ခေါင်းတက်ရရပေါ့လောလောလေးထောင်ပြီးတော့ဒီပါโอเคဒါလေး ready ပဲဖြစ်နေပြီကျွန်တော် line တင်တော့တစီယူနေရအောင်အဲ့တော့ယူရောဆင်းရအောင်လိုက်ကြည့်ပြကြမလားဘလို့ဒီလိုမျိုးကြည့်ဒါလေးကယူရတာမှမှာပဲနော်သူတော့တက်မှာဗျsorry ခုံတက်မယ်ဖြစ်မယ် wow oh my god jelly အပိုင်းအောင်လေးလည်းဖြစ်ပါတယ်ဒီပေါ်လေးပါနော်ကျွန်တော် line တင်နေပြီအဲ့ခေါ်ကြည့်ခုကြသူကပေါ်တယ်လည်းပြောက်သွားအဲ့ဒါကိုကျွန်တော်ခဏလေးထိလိုက်တာဒါဆိုတော့ပါလေအခုချက်ကြည့်လိုက်ကဲတက်မယ်ပေါ့အစီအစဉ်ကျွန်တော်ပြုတ်ကြပါကျွန်တော်အောက်ကိုဗျာနောက်နေ့မှပဲအပြီးတက်တော့မယ်လား